ညအမောင်မစိတ်တောက်လျှောက်ပို့တယ်ဘာတွေပို့လဲဆိုတော့မင်းမြောင်းသွားရင်သူလွမ်းနေရမယ်သူအရန်လွမ်းနေရမယ်မင်းမျက်နှာလေးကရန်အေးချမ်းတာအဆုံစီးရမယ်ညီမလေးတို့ရဲ့အမလေးစိတ်တွေရှုပ်လို့သိလားမက်ဆေ့တွေလည်းပို့ထားတယ်ဖတ်တာတွေရောနန်းတာတွေရောရှုပ်တာတွေရောအမလေးတော်တော်စိတ်ရှုပ်တယ်အမသူ့မိမရဲ့တင်းကြီးကိုခံပြီးတော့ကျန်တဲ့လက်20ကိုနေမယ်ထားအောင်တာတနေ့မဟုတ်တနေ့တော့ဒီတထေးရဲ့အနေပြုတ်မှလွတ်ချင်မှလွတ်မယ်အမအဲ့လိုအဖြစ်မခံနိုင်ဘူးသိလားညီမမိန်းကလေးတွေအိုးမှန်မှာဘဝပြတ်သွားတယ်အများကြီးရှိတယ်တဲ့အဲ့လိုပြောကြတော့အခုအမရုံးမဲ့ခံပြီးတော့အိတ်ချင်းမှဖြစ်မယ်သိလားအခုနေမကောင်းတညလုံးပဲအိတ်ဘူးတညလုံးကိုမအိတ်နိုင်တာခဏလေးနိုင်ဝက်လောက်အိတ်ပြောသွားရင်ပြန်လို့တယ်စိတ်တွေအမကိုစူးစူးဝါးဝါသူမဆက်ဆက်တိုင်းဘူးတဲ့သူမိန်းမသူစူးစူးဝါးဝါဆက်ဆက်ခိုင်းတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါ